မြတ်စွာဘုရားလက်ထက်ကမြတ်စွာဘုရားကိုတားလို့ချစ်ကြတဲ့နာကုလပိတာနာကုလမာတာဆိုတဲ့တက္ကကြီးတွေမှာရည်စနီးမောင်းတာသူတို့ရဲ့အကြောင်းကိုလူတိုင်းလို့ကြားဘူးပါတယ်ဟုတ်လားဘဝပေါင်းများစွာမြတ်စွာဘုရားကိုတားတော်ခဲ့တာရှိတယ်တူတော်ခဲ့တာရှိတယ်နော်မြတ်စွာဘုရားရဲ့အဖေအမေတွေဦးကြီးတော်ကြီးဦးလေးတော်လေးအမျိုးမျိုးတော်ခဲ့တာတွေရှိတယ်အဲ့ဒါကြောင့်မလို့အဲ့ဒီတန်ရောစဉ်အဲ့ဒီမေတ္တာအရှိန်တွေကဒီဘဝထိလိုက်ပြီးတော့ရိုက်ခတ်တယ်ပေါ့ဟုတ်လားအဲ့ဒီတက္ကကြီးကတနေ့တော့မြတ်စွာဘုရားဒီကိုရောက်လာတယ်ရောက်လာပြီးတော့သူမြတ်စွာဘုရားကိုဘာလျှောက်လဲဆိုတော့မြတ်စွာဘုရားတဲ့ဘုရားတပည့်တော်အသက်ကြီးလာပါပြီတဲ့နောက်ဆုံးအရွယ်ကိုရောက်နေပါပြီဒါကြောင့်ဒီခန္ဓာကိုယ်ကြီးကလည်းအမြဲတမ်းကိုပဲအခမ်းရခက်နေတယ်တဲ့ဒါကြောင့်ဘုရားမှုရှိတဲ့ယဟန်တန်ဃာတွေကိုနောက်ထပ်ဖူးမြော်ဖို့ဆိုတာတပည့်တော်အတွက်မသေးကြတော့ဘူးတဲ့ဒါကြောင့်မလို့အခုလိုတွေ့တုံးကြုံတုံးလေးမှာတပည့်တော်အတွက်အရှိသဖြင့်အကျိုးရှိမဲ့တရားများဟောတော်မူပါလို့အဲ့လိုမြတ်စွာဘုရားကိုလျှောက်တယ်အဲ့လိုလျှောက်တော့မြတ်စွာဘုရားကဧဝမေတံဂါပတိဧဝမေတံဂါပတိတခါကြီးတဲ့တခါကြီးပြောတဲ့စကားပြောတဲ့အတိုင်းမှန်တယ်တဲ့ဟုတ်တယ်တဲ့ခန္ဓာကိုယ်ကြီးဟာဒီအရွယ်ရောက်နေပြီဒီအသက်လောက်ကြီးနေပြီဆိုမှတော့ကောင်းနိုင်စရာမရှိဘူးပေါ့နော်အမြဲတမ်းနာနေမှာပဲအဲ့ဒီမှာဆက်ဆက်ပြီးတော့မြတ်စွာဘုရားခန္ဓာကိုယ်ရဲ့သဘာဝတရားလေးတွေကိုစိတ်ဝင်စားပွဲမြတ်စွာဘုရားဟောပြတယ်။ဘာပြောတုံးဆိုတော့အတုရောဟာယံကာယောဂဟပတိအန္တဗုဒ္ဓပရိယောနတ်တော်တဲ့။ဒီကရမတို့ဦးဇင်းတို့ရထားတဲ့ဒီခန္ဓာကိုယ်ကြီးကိုစကလုံးလေးသုံးလုံးသုံးပြီးတော့မြတ်စွာဘုရားအတိပ္ပယ်ဖွင့်တယ်လို့ဆိုနိုင်တယ်။ဒီခန္ဓာကိုယ်ကြီးဆိုတာတဲ့အတုရတဲ့နာနေတဲ့သဘောရှိတယ်တဲ့။ဒီကရမတို့ဦးဇင်းတို့ရထားတဲ့ခန္ဓာဆိုတာဘာလဲတော့နာနေတဲ့သဘောရှိတယ်တဲ့။ဒီနေ့မှာနာတယ်ဆိုတာကအော်ဟစ်ညည်းညူနေရမှစေယုံစေကံတော့အားလောက်အောင်ပြင်းပြင်းထန်ထန်နာကျင်နေမှနာတယ်လို့ဆိုတာမဟုတ်ဘူးနော်ညောင်းလို့နေရပြောင်းလဲရတယ်ရားလို့ကုတ်လဲရတယ်ဒါဘာလုပ်နေရတော့အရှင်မပြေလို့ပြေအောင်လုပ်နေရတာပဲလေမြင်တတ်ဖို့လိုတယ်ဟုတ်လားအတုရတဲ့နာကျင်နေတယ်တဲ့ဒီခန္ဓာကိုယ်ကြီးကအဲ့ဒီနာတယ်ဆိုတာကိုဦးဇင်းတို့မင်းကွန်းဆိုတော်ဘုရားကြီးကပိဋကတော်မှာလာတဲ့အစုံအမတွေနဲ့အညီနာတယ်ဆိုတာ၃မျိုးရှိတယ်လို့ဆိုကြီးကရှင်းပြတာရှိတယ်နာတယ်ဆိုတာတဲ့အသက်ကြီးလာလို့နာလာရှိတယ်တဲ့စရာတုရဟုတ်လားအသက်ကြီးလာပြီဆိုလို့ရှိရင်အလိုလိုနေရင်းနဲ့ကိုပဲနာလာတော့တာပစ္စည်းတွေကအကုန်လုံးဆုတ်ယုတ်သွားတော့တာအည်သွေးတွေကကျသွားတော့တာဆိုတာဟုတ်လားဒါကြီးလို့နာတာပေါ့နော်နောက်ဒုတိယနာတာကဘာလဲဆိုတော့ရောဂတုရတဲ့အနာရောဂနှိမ့်ဆက်လို့နာတာနာကြီးမကျသေးပဲနဲ့အသက်သိပ်မကြီးသေးပဲနဲ့တချို့လူငယ်လေးတွေလက်ဆေးရုံဆေးကန်းနဲ့မပြတ်သွားပြီးတော့ခန္ဓာကိုယ်ကြီးရဲ့နှိမ့်ဆက်တာကိုခံရတာမရှိဘူးလားကလေးဆေးရုံကလေးအထူးခုဒါတွေရှိနေတာကိုစဉ်းစားကြည့်ပေါ့နော်ငယ်ငယ်လေးနဲ့နာနေကြတာဟုတ်လားဒါဘာလို့တော့ယောဂနှိမ့်ဆက်လို့နာရတာနောက်တတိယမြောက်နာခြင်းကဘာတော့ဆိုတော့ကိလေသာတုရကိလေသာတုရဆိုတာကပူလောင်စေတတ်တဲ့လောဘဒေါသမောဟတို့ကြောင့်ဒီစိတ်နာရတာဒါကြတော့ဦးဇင်းတို့ဉာဏ်ရှိမှသိနိုင်တယ်ပေါ့နော်လူချင်းမမုန်းမှုတွေဖြစ်ရတာလူနာတယ်ဆိုတာကိုသိဖို့လိုတယ်ဟုတ်လားမကြည်နဲ့တဲ့ဒေါသတွေဖြစ်ရတာလူနာတယ်ဆိုတာကိုသိဖို့လိုတယ်ဒေါသဖြစ်ရတာလူနာတယ်ဆိုတာတော့ရမ်းထင်ရှားရနော်လောဘဖြစ်ရတာနာတယ်ဆိုတာတဲ့ဒေါသဖြစ်ရတာနာတယ်ဆိုတာဘုံမထင်ရှားဘူးလားထင်ရှားတယ်နှလုံးယောဂတော့သွေးတိုးယောဂတော့ရှိရင်နာလုံးမကနာပြီးတော့ဘာဖြစ်သွားတော့သေသွားတာတောင်ရှိရင်တော့သေအောင်တတ်တာတောင်ရှိတယ်ဟုတ်လားဒါကြောင့်ပေးတဲ့ပေါင်းတော်တို့ခန္ဓာကိုယ်ကြီးကဘာလဲတော့အကြောင်းမျိုးမျိုးကြောင့်နာနေတယ်တဲ့အတုရပြီးတော့ဗာပြောတော့အန္တဗုဒ္ဓတဲ့ခန္ဓာကိုယ်ကြီးဆိုတာဥတလုံးနဲ့အရန်တူတယ်တဲ့ကျက်ဥတို့ဘဲဥတို့နဲ့တူတယ်လို့ပြောတာနော်ဈေးမှာအဲ့ဒီလိုဥတွေသွားဝယ်တဲ့အခါမှာပုံတော်ကြောပြစ်စလက်ခကင်တွယ်လို့မရဘူးနော်အရန်ကိုဂယုတစက်ယူရနဲ့ဘာလို့ရတော့ကင်ရတာဘာလို့တော့ထိမိခိုင်းမိတာနဲ့ तू ကခွက်ကနေဆိုဘာဖြစ်သွားမှာတော့ကွဲသွားမှာခန္ဓာကိုယ်ကြီးဆိုတာအဲ့လိုမျိုးအရန်မှာပျက်စီးလွယ်တယ်အရန်မှာယူရတဲ့သဘောရှိတယ်ဒါကိုပြောတာဟုတ်လားပြီးတော့ဗာပြောတော့ပရိယောနတ်တော်တဲ့အလွန်ပါလွာတဲ့အရေးပါလေးနဲ့အုပ်ထားတာတဲ့ခိုင်ခိုင်မာမာကြီးတိဆောက်ထားတာမဟုတ်ဘူးဆူလေးနဲ့ချင်းမိတာအစားတိုက်မိခိုင်းမိတာအစားသွေးထွက်လာပြီးတော့အမျိုးမျိုးကြီးကျယ်တဲ့ပျက်စီးမှုကြီးကိုရောက်သွားတာမျိုးတွေတောင်ရှိတတ်တယ်ဟုတ်လားခန္ဓာကိုယ်ရဲ့တိဆောက်ထားပုံဟာအခိုင်အမာတိဆောက်ထားတာမဟုတ်ဘူးဒီခါလေးဦးဇင်းကစဉ်းစားကြည့်တယ်ကံအရှိန်အရန်ကောင်းလွန်းလို့လားဒီခါတော့မလို့ဦးဇင်းတို့ခန္ဓာကိုယ်ကြီးကမပြတ်တာပြည့်စရာတော့တော်တော်ကိုကောင်းတယ်ဘယ်နာလေးမှခိုင်ခိုင်မာမာတိဆောက်ထားတာမရှိဘူးဟုတ်လားထဲထဲကကလီစာတွေကိုထားတာတွေအလုတ်လုတ်ပုံကိုလေ့လာကြည့်ရင်ပိုးတောင်ပြည့်စရာကောင်းလာပါလားဆိုတာသိနိုင်တယ်ဟုတ်ရဲ့လားဒါကြောင့်မြတ်စွာဘုရားဘယ်လိုဟောတော့ပရိယောနတ်တော်တဲ့ပါလာတဲ့အရေးပါလေးနဲ့အုပ်ထားတာခိုင်ခိုင်မာမာကြီးတိဆောက်ထားတာမဟုတ်အဲ့လိုမြတ်စွာဘုရားခန္ဓာရဲ့သဘာဝလေးကိုပြောပြပြီးတော့အလွန်တန်ဖိုးရှိတဲ့တနည်းအားဖြင့်ဗုဒ္ဓဘာသာတွေထဲမှာအလွန်မှလည်းပဲအသုံးတွင်တဲ့ဒေသနာလေးတစ်ခုအဲ့ဒီမှာပြောတယ်။အားပြောတော့ဆိုတော့ယောဟိဂပတိဣမံကာယ
ပရိဟာရံတော့မဟုတ်တံပြီးအာရောက်ကြံပရိဇာနေယကိမေညတရပါလားတခါကြီးတဲ့အဲ့ဒီလိုသဘောရှိတဲ့ခန္ဓာကိုယ်ကြီးမျိုးကိုဆောင်ရွက်နေရရဲ့နဲ့များကိုတခဏမျှကျမ်းမာပါတယ်လို့ဝန်ခံခဲ့မယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာမိုက်မဲလို့ပါတဲ့တော့ဒီစကားလေးသေချာလေးစွဲသေးခြင်းနဲ့ဟုတ်လားဒီလိုမကောင်းတဲ့ခန္ဓာကိုယ်ကြီးမျိုးကိုရွက်ဆောင်နေရရဲ့နဲ့များကိုတခဏလောက်နေကောင်းပါတယ်လို့ပြောခဲ့မယ်ဆိုရင်အဲ့ဒါဘာလို့မိုက်မဲလို့ပါတဲ့လူမိုက်မို့လို့ကိုကောင်းတယ်လို့ပြောတာတဲ့ဒါလူမိုက်ဆိုတာဒီနေ့မှာတက်ဖြတ်ခိုးဆိုတောင်းကြံလူရက်နေတဲ့လူမိုက်မျိုးကိုဆိုလိုတာမဟုတ်ဘူးနော်ဘဝခန္ဓာအကြောင်းကိုအမှန်ကန်မသိတဲ့လူကိုဒီနေ့မှာဘာလို့ပြောတော့လူမိုက်လို့ပြောတာအဲ့ဒါအခုပြောနေတဲ့လူရောနားထောင်နေတဲ့လူတွေရောအဲ့ဒီလူမိုက်ရှင်းထဲမှာဝင်တယ်ဟုတ်တယ်မဟုတ်လားပြောတယ်မဟုတ်လားတခဏမျှကျမ်းမာပါတယ်လို့ပြောတာအဆင့်တောင်မကဘူးနော်ဒီနေ့ကျမ်းမာရေးကဟာဒီနှစ်ကတော့မဆိုးဒီနှစ်ကျမ်းမာရေးတော်တော်ကောင်းတယ်နှစ်ချီပြီးတော့ဝန်ခံတာတော့မရှိဘူးလားရှိရနော်ရသော်ဘုရားဘာပြောတော့မူဟုတ်တံပြီးအာရောက်ကြံပရိဇာနေရနော်တခဏလေးလောက်ကောင်းတယ်လို့ပြောခဲ့မယ်ဆိုရင်တောင်ကိမေညတရပါလားအဲ့ဒါမိုက်မဲခြင်းကလွတ်လို့တခြားအကြောင်းမရှိဘူးတကယ်မသိလို့ပြောတာတဲ့ဟုတ်လားတတိပဋ္ဌာန်တရားကိုစောစောမြဲမြဲအားထုတ်ကြည့်ခန္ဓာရဲ့အကြောင်းကိုအထိုက်လျောက်သိတဲ့ဉာဏ်ရလိမ့်မယ်အဲ့လိုဆိုလို့ရှိရင်ဒီဒေသနာမျိုးတွေကိုရိပ်မိနိုင်တယ်တတိလေးသာထားပြီးတော့ကြည်နေဟုတ်လားဩခန္ဓာကိုယ်ကြီးကတခဏလေးတောင်မကောင်းလို့ဘုရားဟောတာမှန်လိုက်တာဆိုတာကိုသိနိုင်တယ်စာထဲမှာရှိတယ်ပေတရုလည်းမှတ်သားဖို့မှာပါဒုက္ခလက္ခဏာကိုဣရိယာပုတ်ဖုံးတယ်တဲ့ကြားဦးတယ်မဟုတ်လားဒုက္ခလက္ခဏာကိုဘာဖုံးနော်ဣရိယာဖုံးတယ်ဣရိယာပုတ်ဆိုတာဘာတော့အမှုအရာနေထိုင်မှုပုံစံမျိုးစုံပေါ့နော်ခွာနည်းနည်းလောက်အဆင်မပြေလိုက်ရင်တခါတည်းပြောင်းပေးလိုက်ပြီလေဟုတ်လားအဲ့တော့ဒီအဆင်မပြေတာတွေကစိတ်ထဲမှာပါတော့သိပြီးတော့အထင်ရှားငြိမ်လေးထိုင်ပြီးတော့ကြည့်ပါလားခန္ဓာကိုယ်ကြီးကဘလို့ဖောက်ပြန်လာလဲဘလို့နှိမ့်ဆက်တယ်လဲဘလို့အဆင်မပြေတာတွေများလဲဆိုတာကိုမသိနိုင်ဘူးလားသိနိုင်တယ်နော်အဲ့ဒါမြတ်စွာဘုရားပထမပြောလိုက်တဲ့စကားလေးပဲဒီလိုခန္ဓာကိုယ်ကြီးမျိုးကိုရွက်ဆောင်နေရရဲ့နဲ့များကိုတခဏလောက်ကောင်းတယ်လို့ပြောမယ်ဆိုရင်ဒီလိုဟာမိုက်မဲလို့ပြောတာတဲ့အဲ့လိုမြတ်စွာဘုရားအမိန့်ရှိပြီးတော့နော်တတ္တမတိဟာအေဝံသိခိတ္တဗံတခါကြီးဒါကြောင့်မို့လို့ခုငါပြောတဲ့အတိုင်းကျင့်ရမယ်တဲ့ဘလို့ကျင့်ရမှာတော့အတုရကာယတမေတ္တောစိတ်တနာတုတံဘောဟိတတိတဲ့တော့ဒီစကားလေးကတော့ပြောရလို့ရှိရင်အလွန်အသုံးတွင်တဲ့စကားလေးတစ်ခုပဲအလွန်လည်းပဲဗုဒ္ဓဘာသာနယ်ပယ်မှာခေတ်စားတယ်လို့တောင်ပြောမယ်ဆိုရင်ပြောလို့ရတယ်ဟုတ်လားအတုရကာယတမေတ္တောစိတ်တအနာတုတံဘောဟိတတိဒီခန္ဓာကိုယ်ကြီးနာနေတော့လည်းပဲငါရဲ့စိတ်ကိုတော့မနာအောင်ငါနေမယ်လို့သင်အဲ့လိုကျင့်ရမယ်တဲ့ဟောလူနာတော့လည်းပဲစိတ်မနာအောင်နေရမယ်လို့ကျင့်ရမယ်တဲ့ဘလောက်ကောင်းတော့နော်ဒါအသက်ကြီးတဲ့လူတွေအတွက်အလွန်မှအဝင်ကြဖြစ်တဲ့ဒေသနာတစ်ခုလို့မဆိုနိုင်ဘူးလားနော်နားတယ်ဆိုတာငယ်တဲ့လူတွေတဲ့ကြီးတဲ့လူတွေကပို့ပြီးတော့နားရအကြောင်းမများဘူးလားနော်ငယ်တဲ့လူတွေနားတယ်ဆိုတာကန်ဆိုးလို့နားတာဟုတ်လားကြီးတဲ့လူတွေနားတာကန်ဆိုးကောင်းနားမှာပဲသူကနားချိန်ကြလာပြီဟုတ်လားဒါကြောင့်ရေဘူးရပြောရလို့ရှိရင်တော့အသက်ကြီးတဲ့လူတွေကပို့ပြီးတော့နားရရတယ်ပေါ့ဟုတ်လားအဲ့ဒါလိုနားလာတိုင်းအဆင်မပြေတိုင်းမပြေတိုင်းဒီဒေသနာလေးကိုသတိရမိဖို့မလိုဘူးလားလူနာတော့လည်းပဲစိတ်မနာအောင်နေရမယ်ဆိုတဲ့မြတ်စွာဘုရားအဆုံးမှာအဲ့တော့ဒီနေရာမှာလူငယ်လေးတွေပါစဉ်းစားဖို့အရင်တစ်ခုဖြည့်ဆွက်ပြီးတော့ပြောချင်တာလေးရှိတယ်ဘဝဆိုတာကရုပ်ပိုင်းဆိုင်ရာရဲ့နာမ်ပိုင်းဆိုင်ရာရဲ့ဒီနေ့မျိုးပေါင်းပြီးတော့တိဆောက်ထားတာဒါလူတိုင်းလက်ခံနဲ့နားလေတယ်နော်အဲ့တော့ရုပ်ပိုင်းဆိုင်ရာကိုဝေဖန်ကြည့်ရုပ်ပိုင်းဆိုင်ရာကကောင်းတဲ့ကောင်းအောင်ဦးဇင်းတို့လုပ်လို့မရအောင်ရုပ်ပိုင်းဆိုင်ရာကမွေးလာတဲ့ကစပြီးတော့ तू ကအည်သွေးကျပြီးတော့ဆိုးတဲ့ဘက်ကိုဥတည်ပြီးတော့ तू ကအရှိန်နဲ့သွားနေတာသူ့ကိုထိန်းလို့မရဘူးဦးဇင်းတို့တွေသားတဲ့သားပို့ပြီးတော့ဆိုးလာမယ်တစ်နှစ်ပို့ပြီးတော့ तू ကဘာလုပ်လာမလို့ဆိုးလာမယ်ဒီလိုနဲ့ပဲလုံးဝပါပြီးတော့ကျွတ်တို့သွားမှာရုပ်ပိုင်းဆိုင်ရာကိုကျွတ်တို့ကောင်းအောင်လုပ်လို့မရအောင်ဘလောက်တိုးတက်တယ်လို့ပဲပြောဘာပဲပြောမရအောင်ဒါရုပ်ရဲ့သဘာဝနော်နောက်ဆုံးဘယ်အထိပြည့်မလို့ထင်တော့ပုပ်ပွားနန်းစောသည်အထိပြည့်သွားမှာနော်အခုပုပ်နေတာနန်းနေတာကိုအခုရှင်သန်းနေသေးတော့ပြုတ်ပြင်းနေသေးတော့ထိန်းနိုင်သိမ့်နိုင်သေးတယ်ပေါ့နောက်တကယ်ပြည့်သွားပြီဆိုရင်မထိန်းနိုင်မသိမ့်နိုင်တဲ့အဆင့်ထိဘာဖြစ်သွားမှာတော့ဖောက်ပြန်ပြောင်းလဲပြည့်ရှိမယ်အဲ့ဒီလိုဆိုရင်ကျန်တဲ့လူတွေကလက်မခံနိုင်တော့ဘာလုပ်မလို့မြေကြီးထဲမြုပ်မဲမီးရှို့မဲရေထဲပြစ်ချလိုက်မယ်ပေါ့နော်ရုပ်ပိုင်းဆိုင်ရာပြင်လို့မရအောင်ပြင်လို့မရဘူးဆိုတာကလုံးဝပြင်လို့မရဘူးလို့ဆိုလိုတာမဟုတ်သူ့ကိုကောင်းတဲ့ကောင်းလုပ်လို့မရဘူးလို့ပြောတာဟုတ်လားဘလို့ဘလောက်ပဲပြင်ပြီးရင်မလုပ်မှာတော့ပြတ်မှာပဲဆိုတာကိုပြောတာနာမ်ပိုင်းဆိုင်ရာကျတော့အဲ့လိုမဟုတ်ဟုတ်လားသူ့ကိုကောင်းတဲ့ကောင်းဦးဇင်းတို့ကြိုးပမ်းအထောက်လို့ရတယ်အမြတ်စွာဘုရားအဆုံးအမတွေဆိုတာအဲ့ဒါလုပ်ဖို့အတွက်ဦးဇင်းတို့လေ့လာကြရတာပဲတကယ်တမ်းကဟုတ်တယ်မဟုတ်လားကိုယ့်ရဲ့စိတ်ကိုကောင်းတဲ့ကောင်းလုပ်လို့မရဘူးလားအဲ့လိုရည်မှန်းချက်နဲ့ကျုပ်တို့လုပ်ကြရမှာနော်အဲ့တော့စိတ်ကိုကောင်းတဲ့ကောင်းဘယ်ထိသွားမှာတော့ပြောရရင်ယဟန္တာဖြစ်တဲ့အထိရည်မှန်းချက်ထားပြီးတော့လုပ်ရမှာဒီလုပ်ငန်းစဉ်ကြီးကဒီရည်မှန်းချက်ကြီးကဒီတဘဝနဲ့တောင်မှမလုံလောက်ဘူးဒီဘဝနဲ့မပြီးပြတ်သေးဘူးဆိုရင်နောက်ဘဝဒီဆက်ပြီးတော့ဒီဟာကိုဆက်လုပ်မယ်
မရမချင်းမပြီးမချင်းဆက်ပြီးတော့လုံမယ်ဆိုတဲ့အနေအထားမျိုးနဲ့သွားမှာဟုတ်လားဒါကြောင့်ယုတ်ကတော့သူကအည်သွေးကြာလာပြီးတော့သူကတော့ဒီလိုနဲ့လုံမပါပြီးတော့သွားမယ်ပေါ့နော်စိတ်ကတော့အဲ့လိုမဟုတ်တဖြည်းဖြည်းနဲ့မလုပ်လို့အည်သွေးတက်လာအောင်တန်ဖိုးရှိလာအောင်လုပ်လို့မရဘူးလားရတယ်သူအကြောင်းအကျိုးဆက်ပြီးတော့မြင့်သွားအောင်လုပ်အောင်ပေါ့နော်ညံနေလဲမြင့်သွားအောင်လုပ်ရမယ်ဟုတ်လားအဲ့တော့အဲ့ဒီစကားလေးကိုအခုမြတ်စွာဘုရားဟောပြတဲ့ဒီခန္ဓာကိုယ်ကြီးနာနေတော့လည်းပဲစိတ်မနာအောင်နေရမယ်ဆိုတဲ့အဆုံးအမလေးနဲ့ဆက်ပြီးတော့စဉ်းစားတယ်မကောင်းဘူးလားကောင်းတယ်အဲ့လိုမြတ်စွာဘုရားကနဂုလပိတာတက္ကကြီးကိုအဲ့ဒီအဆုံးအမလေးကိုပေးတော့တက္ကကြီးကအယမ်းမှသဘောကျတယ်သူနားလဲလေတဲ့တရားစိတ်တွေအယမ်းချမ်းသာပြီးတော့မြတ်စွာဘုရားကိုရှိခိုးဥချနှုတ်ဆက်ပြီးတော့သူပြန်လာတယ်ပြန်လာတော့သူလမ်းမှာဘယ်ဝင်တော့ဆိုတော့ရှင်သာတိဗုဒ္ဓကြီးကိုဝင်တယ်မြတ်စွာဘုရားကိုချမ်းရမ်းပြီးတော့သတင်းသုံးနေကြတဲ့ပဋိမြတ်ကြီးတွေကလည်းကြောက်မှရှိတာ哦အဲ့ဒါရှင်သာတိဗုဒ္ဓကြီးရောက်တဲ့အခါကျတော့သူကရှင်သာတိဗုဒ္ဓကိုအယမ်းကြည်ညိုတာဆိုတော့အယမ်းလည်းရင်းနှီးတယ်အဲ့ဒါရှင်သာတိဗုဒ္ဓကြီးရောက်တော့ရှိခိုးဥချပြီးတော့သူထိုင်တော့ရှင်သာရိပုတ္တရာကသူ့ကိုမိန့်ရှိတယ်တခါကြီးတဲ့တင့်ကြည့်ရတာမျက်နာကိုကြီးလင်လန်းဆန်တက်ကြွလာတာပဲတဲ့တော်တော်လေးချမ်းသာလာပုံရတယ်ဧကန္တမြတ်စွာဘုရားတင့်ကိုတရားရည်တိုက်လိုက်ပုံရတယ်နော်သုံးပုံလေးနော်တရားရည်တိုက်လိုက်ပုံရတယ်တဲ့အဲ့လိုမိန့်ရှိတော့တခါကြီးကဟုတ်တယ်ဗျာတဲ့မြတ်စွာဘုရားသူ့ကိုတရားရည်တွေတိုက်လိုက်တယ်ဘလို့တိုက်တော့တို့ကိုတဆင့်ပြန်ပြီးတော့ပြောပါအောင်ဆိုတော့တခါကြီးလူနာနေတော့လည်းပဲစိတ်မနာအောင်နေရမယ်လို့မြတ်စွာဘုရားတွေ့ရတော့အဲ့ဒီအဆုံးအမလေးပေးလိုက်တယ်ဖေ။အဲ့လိုလျှောက်တဲ့အခါကျတော့ရှင်သာရိပုတ္တရာကဉာဏ်ကြီးတဲ့ပုဂ္ဂိုလ်ပြီးပြီ။ဘာမင်းရှိလဲဆိုတော့တခါကြီးတဲ့အဲ့လိုမြတ်စွာဘုရားတင့်ကိုဟောတဲ့အခါမှာမြတ်စွာဘုရားလူနာတော့လည်းပဲစိတ်မနာအောင်နေရမယ်ဆိုတာတော့ဟုတ်ပါပြီ။အဲ့ဒါစိတ်မနာအောင်ကဘယ်ပုံပဲနည်းနေရမှာတော့လို့အဲ့ဒါလို့မမေးခဲ့ဘူးလားတဲ့။ဟောအရင်မှအရေးကြီးတဲ့မိကုံကကြံနေတာနော်။တကယ်ဆိုရင်မေးခဲ့တဲ့နာပေါ့သူမေးခဲ့သလားမမေးခဲ့ဘူးနော်လူနာပြီးတော့စိတ်မနာအောင်လူသားနာပါစေစိတ်မနာပါစေနဲ့လို့မြတ်စွာဘုရားဟောလိုက်တယ်တကယ်ဆိုရင်မေးခဲ့တဲ့နာပေါ့မြတ်စွာဘုရားစိတ်မနာအောင်ကတပည့်တော်ဘယ်လိုနေရမှာတော့ဟောလို့ရှင်သာရိပုတ္တရာထောက်ပြမှာပဲဒီမေးခွန်းလေးကနော်မေးခဲ့တဲ့မှန်လွတ်အမှန်သိရတယ်ဟုတ်လားအဲ့တော့တခါကြီးကမြတ်စွာရှင်သာရိပုတ္တရာကိုရှင်ဘုရားတဲ့တပည့်တော်အဲ့လိုတော့မမေးခဲ့ရဘူးပေါ့အဲ့တော့အဲ့ဒီမေးခွန်းရဲ့အဖြေကိုအရှင်ဘုရားပဲဖြေပါအဲ့ဒီတော့မှရှင်သာရိပုတ္တရာကအဲ့ဒီတခါကြီးကိုပြောပြတာလူနာတော့လည်းပဲစိတ်မနာအောင်ဘယ်လိုနေရမလဲဆိုတဲ့နီလန်းပေါ့ဒါလေးကအလွန်မှအရေးပါတယ်လို့ထင်ပါတယ်ဟုတ်လားလူလဲနာတယ်စိတ်လဲနာတယ်ဆိုတဲ့ပုံကူမျိုးကတစ်မျိုးတဲ့လူသာနာတာစိတ်မနာကြဘူးဆိုတဲ့ပုံကူတွေကတစ်မျိုးတဲ့ပုံကူနှစ်မျိုးရှိတယ်ဆိုပြီးတော့အဲ့ဒါကိုခွဲခြမ်းပြီးတော့ဟောတာဟုတ်လားအဲ့လိုဦးဇင်းတို့ဟောတဲ့နေရာမှာမထေရမြတ်ကြီးကခန္ဓာ၅ပါးနဲ့ကင်ပြီးတော့ဟောပြတာဖြစ်တဲ့အတွက်ကြောင့်ခန္ဓာ၅ပါးရဲ့အကြောင်းကိုနည်းနည်းလေးတော့ပြောမှဖြစ်မယ်ဟုတ်လားခန္ဓာဆိုတဲ့ပါဠိစကားကဗမာလိုအဓိပ္ပာယ်ဘယ်လိုရလဲအစုအဝေးအဖွဲ့အစည်းအပေါင်းအစုအစုအပုံဒီလိုအဓိပ္ပာယ်ရတယ်ဟုတ်လားအဲ့တော့အဲ့ဒီအဖွဲ့အစည်းအစုအပုံကြီးကဘယ်နှမျိုးရှိတယ်လို့ကြားဘူးတော့၅မျိုးရှိတယ်ပေါ့နော်ဖောက်ပြန်တတ်တဲ့သဘာဝတရားတွေရဲ့အစုအဝေးကြီးကတဘုံဖောက်ပြန်တတ်တဲ့တရားကပါဠိလိုယူပအစုအဝေးကခန္ဓာယူပခန္ဓာပေါ့ဟုတ်လားနံတရားအစုအဝေးနာမခန္ဓာကြီးကဘယ်နှပုံရှိတော့၄ပုံရှိတယ်နံတရားကရှုပ်ထွေးလို့ကျဲပြန့်လို့နဲ့နဲလို့သူ့ကို၄ပိုင်းပြီးတော့ဟောတယ်ဟုတ်လားခံစားမှုအစုဝေဝေဒနာခန္ဓာမှတ်သားမှုအစုဝေသင်္ကြန်ခန္ဓာသိမှုအစုဝေစိတ်ဆောင်မှုအစုဝေသင်္ခါရခန္ဓာသိမှုအစုဝေဝိညာဏခန္ဓာအစုဝေကြီးဟုတ်လားဒီအစုဝေကြီး၅ခုကပေါင်းစုပြီးတော့ကျွတ်တို့ဘာလုပ်နေတော့အလုပ်လုပ်နေတာပေါ့ပုဂ္ဂိုလ်တ attva ဆိုတာတကယ်မပါဘူးနော်တဘာဝတရားတွေသူ့အတူစနစ်တကျပေါင်းဆက်ပြီးတော့ဘာလုပ်နေတော့အလုပ်လုပ်နေတာစနစ်တကျပေါင်းဆက်နေလို့သွားတယ်လာတယ်ပြောတယ်ဆိုတယ်ပြောလို့ရှိရင်အစွမ်းရှိတဲ့အရာကြီးတစ်ခုလို့လူတွေရဲ့စိတ်ထဲမှာထင်မှတ်မှားသွားတယ်တနည်းအားဖြင့်ဒီအစွမ်းကိုအတ္တလို့မိစ္ဆာဒိဋ္ဌိအမြင်အားဖြင့်အဲ့လိုမြင်ကြတာပေါ့ဟုတ်လားတကယ်တမ်းကပုဂ္ဂိုလ်တ attva ဟိုတဘာဝတရားတွေသူ့အတူပေါင်းစနစ်တကျပေါင်းဆက်မိနေပြီးတော့အကြောင်းအကျိုးဆက်ဆက်ပြီးတော့ဘာလို့နေတော့ဖြစ်ပေါ်ပြောင်းလဲနေတဲ့သဘောပုဂ္ဂိုလ်တ attva ဆိုတာမပါဘူးခန္ဓာ၅ပါးအစုအဝေးကြီး၅ခုဖြစ်ပေါ်နေတာအဲ့ဒါကိုလူငယ်တွေနားလည်အောင်နည်းနည်းလေးဦးဇင်းတို့ဥမာပြောရမယ်ဆိုရင်နောက်ဦးဇင်းတို့ဆရာကြီးဥရွှေအောင်ရေးတာလည်းရှိတယ်ဆရာကြီးဥထေအောင်ဟောပြောတာလည်းရှိတယ်အရန်သဘောကျတယ်။ဘာနဲ့ဥမာပေးတော့ဆိုတော့ကားနဲ့ဥမာပေးတယ်ဟုတ်လားဟိုအာဖရိကတိုက်ထဲမှာအခုချိန်ထိလူရိုင်းတွေတာအလွန်တရာမှလူနေမှုအဆင့်နှိမ့်ကျနေသေးတဲ့တောရွာလေးတွေရှိတယ်။အဲ့ဒီရွာတွေကိုတခါမှတော့သိပ္ပံပညာရှင်တွေကသွားပြီးတော့သူတို့ဘဝတွေကိုလေ့လာစူးစမ်းကြတာပေါ့။အဲ့ဒီရွာကားတခါမှမရောက်ဘူးလို့ကားလမ်းတည်တည်ချာချာဖောက်ပြီးတော့ကားနဲ့ရောက်အောင်သွားတာ။ရွာလူတွေအကုန်လုံးတယောက်မှကားကိုမမြင်ဘူးနော်တယောက်မှမမြင်ဘူးအဲ့ဒါကားကြီးလည်းမောင်းဝင်လာတော့အဲ့ဒီကားကြီးနားကိုတော့မကတ်ရဲဘူးအဝေးကနေကြည့်တယ်ကားကြီးကို
ကြည့်ပြီးတော့ကားကြီးကိုသူတို့ကဘယ်လိုထင်ဆိုအကောင်ကြီးလို့ထင်တယ်တဲ့ဟုတ်လားကားကြီးကိုဘယ်လိုထင်တော့အကောင်ကြီးလို့ထင်တယ်အဲ့ဒါသူတို့ရွာမှာလူရည်အလေဆုံးခေါင်းဆောင်လုပ်တဲ့လူကပြောတယ်တဲ့ဒါအကောင်ကြီးရှေ့အမီဒီနှလုံးလည်းညှို့ထုတ်ပြီးတော့အဲ့ဒါမျက်လုံးကြီးနှလုံးပဲလို့ပြောတယ်တဲ့ဟုတ်လားဝူးနဲ့အတန်ကြီးထွက်ပြီးတော့ပြေးနေတာအဲ့ဒါအကောင်ကြီးမို့ပြေးနိုင်တာကားကြီးကိုဘာလို့ထင်တော့အကောင်ကြီးလို့ထင်တယ်နော်ဒီကရမလို့ဦးဇင်းတို့တွေကြတော့ကားကြီးကိုအကောင်ကြီးလို့ထင်တဲ့အဆင့်ဟုတ်လားဟုတ်ကားမှာအသက်ဆိုတာမရှိဘူးခံစားတတ်တာလည်းမရှိဘူးဟုတ်လားကားပါလေသူအကုန်လုံးစက်ပစ္စည်းအစိတ်အပိုင်းတွေစနစ်တကျပေါင်းစပ်ထားလို့ပြေးကျင်တဲ့အခါမှာပြေးတတ်တယ်ပြေးနိုင်တယ်ဆိုတဲ့အစွမ်းထွက်လာတာဟုတ်တယ်မဟုတ်လားကားရဲ့အင်္ဂါအစိတ်အပိုင်းတစ်ခုစီမှာပြေးတတ်တဲ့စွမ်းရည်ရှိသလားမရှိဘူးတော့ဒါမြင်တတ်ဖို့လိုတယ်နော်စနစ်တကျပေါင်းထားလို့သာလည်းပြေးနိုင်တဲ့စွမ်းရည်ကထွက်လာတာပေါင်းတဲ့နေရာမှာစနစ်တကျပေါင်းဖို့လိုတယ်အပုံတော်ရောထားတာနဲ့တောင်မှပြေးနိုင်တဲ့စွမ်းရည်မရှိဘူးကားကိုဖြုတ်ပြီးတော့ဖြားပေါ်မှာပုံထားကြည့်ပါလားပြေးမလားအဲ့ဒီပစ္စည်းတွေအကုန်လုံးထိပြီးတော့ပုံထားလိုက်ပြေးမလားသူ့နေရာနဲ့သူစနစ်တကျအကုန်လုံးပေါင်းဆက်ထားမှသာလေပြေးတဲ့စွမ်းအားဆိုတာထွက်လာတာဟုတ်လားအဲ့တော့ဒီကားထဲမှာပုဂ္ဂိုလ်တ attva သဘောမပါဘူးဆိုတာအယမ်းမှထင်ရှားတယ်ဘယ်လိုလုပ်စပြီးတော့ဘယ်လိုတွေကလှုပ်တဲ့စအကုန်လုံးနားလည်ထားတဲ့အခါကျတော့ကားရဲ့အကြောင်းကိုနားလည်လေးကားဟာနော်တဘာဝတရားတွေစက်ပစ္စည်းတွေအကုန်လုံးသူ့အတူစနစ်တကျပေါင်းဆက်ထားလို့ပြေးတဲ့စွမ်းအားထွက်နေတာလို့သိရတယ်ဟုတ်လားအဲ့လိုပဲဒီကရမတို့ဒီဘဝခန္ဓာဆိုတာပါလေခုနတုန်းကပြောတဲ့တဘာဝတရားကြီး၅မျိုးအစုအဝေးကြီး၅ခုစနစ်တကျပေါင်းဆက်ပြီးတော့အလုပ်ဖြစ်နေတာပေါ့ဟုတ်လားဒါကိုဆရာကြီးဥရွှေအောင်အသေးစိတ်ရှင်းပြတာတွေရှိတယ်အဲ့တော့ပြောရင်တာကဘာလို့ဆိုတော့တက်တဘာဝတရားတွေသူ့အတူအကြောင်းအကျိုးဆက်ဆက်ပြီးတော့ဖြစ်ပေါ်နေတာပုဂ္ဂိုလ်တ attva ဆိုတာဘယ်နာရှာလို့မှမတွေ့ရဘူးပေါ့ဒါတဘာဝတရားပေါ့နော်အဲ့ဒါဆရာတို့မထေရမြတ်ကြီးကရှင်သာရိပုတ္တရာကအဲ့ဒီခန္ဓာ၅ပါးနဲ့ကင်ပြီးတော့ရှင်းပြတာတခါကြီးတဲ့လူလောကကြီးမှာလူလဲနာတယ်စိတ်လဲနာတယ်ဆိုတဲ့ပုံကူမျိုးကဘယ်လိုမျိုးလဲဆိုလို့ရှိရင်ဟောဒီရုပ်ဝေဒနာသင်ညာသင်္ခါရဝိညာဉ်လို့ဆိုတဲ့ဒီအစုဝေးကြီး၅ခုကိုငါလို့ထင်တယ်တဲ့ဟုတ်လားငါလို့စွဲထင်နေတယ်မှတ်ထင်နေတယ်အဲ့ဒီငါလို့ထင်တဲ့ပုံကူဟာလူလဲနာတယ်စိတ်လဲနာတယ်တဲ့ဘာဖြစ်လို့လဲဆိုလို့ရှိရင်ငါလို့မှတ်ထင်နေသောပုံကိုယ်ဒီဖောက်ပြန်ပြောင်းလဲတဲ့တော့ဒီသဘာဝတရားကြီး၅မျိုးဖောက်ပြန်ပြောင်းလဲလာတဲ့အခါမှာသူစိုးရင်ရလိမ့်မယ်ငိုရလိမ့်မယ်စိတ်ဆင်းရဲရလိမ့်မယ်ကိုယ်ဆင်းရဲရလိမ့်မယ်ပြင်းစွာပင်ပန်းမှုတွေဖြစ်ရလိမ့်မယ်တဲ့သောကပရိဒေဝဒုက္ခဒေါမနတဥပါယတတရား၅မျိုးနော်ကိုကဒီသဘာဝတရားကြီးကိုငါလို့စွဲထင်လိုက်တယ်ဒီသဘာဝတရားကြီးကဘယ်လိုသဘာဝတရားကြီးလဲဆိုတော့ပျက်စီးတတ်တဲ့သဘာဝတရားကြီးပဲပြောရရင်ပျက်စီးနေတဲ့ပျက်စီးတတ်တဲ့သဘာဝတရားကြီးပဲဟုတ်လားအဲ့လိုငါလို့စွဲထင်လိုက်ပြီဆိုရင်ပျက်စီးတတ်တဲ့သဘာဝတရားကြီးကတစ်ချိန်မှအပြီးမယ်ဘာလို့မလို့ပျက်စီးလိမ့်မယ်အဲ့ဒီပျက်စီးခြင်းကြပြီဆိုရင်ငါလို့စွဲထင်နေတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ဟာဘာဖြစ်လာမလို့ဆင်းရဲလာလိမ့်မယ်နော်ဆိုရင်ရလိမ့်မယ်ငိုကြွေးရလိမ့်မယ်နော်ကိုယ်ဆင်းရဲဖြစ်ရလိမ့်မယ်စိတ်ဆင်းရဲဖြစ်ရလိမ့်မယ်ပြင်းစွာပင်ပန်းရလိမ့်မယ်သောကပတိဒေဝဒုက္ခဒေါမနတဥပါယတဟုတ်တယ်မဟုတ်လားအဲ့ဒါကြောင့်မလို့ခန္ဓာ၅ပါးကိုငါလို့မှတ်ထင်နေသောပုဂ္ဂိုလ်ဒီကိုယ်လဲနာတယ်စိတ်လဲနာတယ်တဲ့အရင်အကြောင်းပြချက်ခိုင်ကမာမာနဲ့ပြောတာနော်အဲ့လိုဆိုရင်စိတ်မနာအောင်နေတဲ့လူကဘယ်လိုလူလဲဆိုတာရိပ်မိသွားပြီနော်ခန္ဓာ၅ပါးကိုငါလို့မမှတ်ထင်သောပုဂ္ဂိုလ်ဒါဟာသဘာဝတရားတက်တက်ပဲလို့အမြင်မှန်ရှိတဲ့ပုဂ္ဂိုလ်ဟုတ်လားအဲ့ဒီလိုပုဂ္ဂိုလ်တွေကြတော့ကိုယ်သာနာတော့လည်းပဲစိတ်မနာအောင်နေတဲ့ပုဂ္ဂိုလ်လို့ဆိုရမယ်တဲ့ဘာဖြစ်လို့တော့တဲ့ဒီခန္ဓာ၅ပါးကြီးပြည့်စည်တဲ့အချိန်မှာခန္ဓာ၅ပါးကိုငါလို့စွဲထင်ထားတဲ့စွဲထင်ထားမှုမရှိတဲ့ပုဂ္ဂိုလ်တွေဟာစိုးရင်စရာလည်းမရှိဘူးငိုစရာလည်းမရှိဘူးကိုယ်ဆင်းရဲစရာစိတ်ဆင်းရဲစရာပြင်းစွာပင်ပန်းစရာအကြောင်းလည်းမရှိဘူးတဲ့ဟုတ်လားပြည့်စည်လာတဲ့အချိန်မှာဘာဒုက္ခမှရောက်စရာအကြောင်းမရှိဘူးဟုတ်ဆောင်ငါလို့ဆွဲထင်ထားတာမရှိဘူးဒါသဘာဝတရားတက်တက်သူ့အတူအကြောင်းဆွဲဆက်ဆက်ပြီးတော့ဖြစ်ပေါ်နေတဲ့တက်တက်သဘာဝတရားပဲလို့သူ့မှာအမြင်ရှင်းထားတယ်ဟုတ်လားဒါကြောင့်ပေးတဲ့ပေါင်းတော်အောင်တို့ဒါလေးကိုလူရင်းကြရနားလဲရမယ်နော်ခန္ဓာ၅ပါးကိုခန္ဓာ၅ပါးမျှပဲလို့အမှန်တိုင်းသိရင်ကိုနာတော့လည်းပဲစိတ်မနာအောင်နေတတ်တယ်လို့ခန္ဓာ၅ပါးကိုခန္ဓာ၅ပါးမျှပဲလို့မသိဘဲနဲ့ထင်ရှားမရှိတဲ့နော်ပုဂ္ဂိုလ်တ attva ကိုစိတ်ထဲမှာရှိတယ်ထင်ပြီးတော့ငါလို့ဆွဲထင်နေတဲ့အချိန်မျိုးမှာဘာဖြစ်တော့ကိုယ်လဲနာတယ်စိတ်လဲနာအောင်နေနေတဲ့လူလို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်အဲ့တော့ဦးဇင်းတို့ဒီနေရာမှာခန္ဓာ၅ပါးကိုခန္ဓာ၅ပါးမျှဖြစ်နေတာသဘာဝတရားကိုသဘာဝတရားမျှပဲလို့သိနေဖို့ဆိုတာကဒီတိုင်းကြီးနေုံနဲ့သိလာမှာမဟုတ်ဘူးเนาะတရားနာယုံမျှနဲ့လည်းပဲဒီအတိကပြည့်စုံမှာမဟုတ်ဘူးเนาะအဲ့တော့ခန္ဓာ၅ပါးသဘာဝတရားကိုခန္ဓာ၅ပါးသဘာဝတရားပဲပုဂ္ဂိုလ်တ attva မပါဘူးဆိုတဲ့ဒီအမြင်မှန်ကိုရဖို့အတွက်ဦးဇင်းတို့ဘယ်လိုကြိုးစားရမှာလဲလို့မေးရင်သတိပဋ္ဌာန်တရားကိုပဲကြိုးစားရမှာဟုတ်လားသတိပဋ္ဌာန်တရားကိုပဲအားထုတ်ရမှာသတိပဋ္ဌာန်တရားဆိုတာစောစောကလည်းအရေးမြတ်ပြောခဲ့ပါတယ်เนาะကိုယ်ခန္ဓာမှာဘာပဲဖြစ်နေတိုင်းအမှန်အကန်သိနေအောင်ကြိုးစားတာဟုတ်လား
ဘာပဲဖြစ်သိနေအောင်ကြိုးစားတာနော်အဲ့လိုတတိဆွဲမြဲလာပြီဆိုတာနဲ့အမျှစိတ်ဟာတည်ငြိမ်မှုရှိလာတယ်တည်ငြိမ်မှုရှိလာပြီဆိုတာနဲ့အမျှမှန်ကန်သိမြင်နားလည်မှုဆိုတာဖြစ်လာတာဒါသဘာဝတရားပဲသူဟာလေဟုတ်လားတတိသာထားနေလို့ရှိရင်မှန်ကန်သိတဲ့ဉာဏ်ပညာရကိုရမယ်ဒါကြောင့်ဘာပဲဖြစ်တတိလေးထားတဲ့အလေးချင်းကိုကျွတ်တို့ကြိုးစားကြရမယ်ပေါ့ကြိုးစားတဲ့နေရာမှာစနစ်တကျတန်ဖိုးထားပြီးတော့ကြိုးစားဖို့တော့လိုတယ်နော်တရားမှတ်တဲ့နေရာမှာအချိန်တူတူလေးပဲမှတ်တကယ်ကိုရိုးသေးသေးလေးမှတ်ဖို့လိုတယ်ဒီအလုပ်ရဲ့တန်ဖိုးဓမ္မရစွာဘုရားနော်ပေါ်ပေရခဲ့တဲ့နီလမဟုတ်ဘူးလေးတင်ချင်းတဲ့ကဘာတည်းပါရမီဖြည့်ပြီးတော့မှနော်တပ်ပင်ယူတာဉာဏ်ကြီးကိုရပြီးတော့မှသိခဲ့မြင်ခဲ့ရတဲ့နီလန်းဆိုတာကိုတန်ဖိုးထားပြီးတော့ရိုးသေးသေးလုပ်ဖို့မလိုဘူးလားနော်ကိုယ်ခန္ဓာမှာဘာပဲဖြစ်သတိလေးထားနေရမယ်နော်ဘာပဲဖြစ်သိနေလိုက်ရမယ်ပေါ့သိနေအောင်ကြိုးစားတဲ့နေရာမှာအရေးကြီးတာကပြစ္ဆုတ်ပံတဲ့ဖို့အရန်အရေးကြီးတယ်ဒလဇတ်သိနေတီးပြီးသားကိုထားခဲ့အခုတင်လေးသိခဲ့တာကိုပဲထားခဲ့ပြန်မတွေးနဲ့စိတ်ကအရန်ကြီးအကျင့်ပါနေတယ်ဖြစ်ခဲ့တာတွေကိုအရန်တွေးတာပဲစိတ်ကတွေးရင်ကိလေသာဝင်လာလိမ့်မယ်ခုတင်လေးဖြစ်ခဲ့တာကိုမတွေးတော့နဲ့စောစောဖြစ်ခဲ့တာကိုမဆိုထားနဲ့နော်အခုတင်လေးဖြစ်နေတာတရားမှတ်ရင်လည်းခုတင်လေးဖြစ်တာကိုခုတင်လေးသိလိုက်တယ်အဲ့ဒါကိုပဲမတွေးတော့နဲ့နောက်ထပ်ပြီးတော့သိတယ်ကအရန်သိဖြစ်နေတာတွေအများကြီးရှိတယ်ဆက်ပြီးတော့သိသွားမဖြစ်သေးတာကိုလည်းနည်းနည်းမှကြိုးပြီးတော့မတွေးနဲ့စိတ်ကိုရှေ့လေကြိုမရောက်စေနဲ့နောက်ကျပြီးတော့လည်းမကြံရစ်စေနဲ့တတ်နိုင်တယ်ပြစ္ဆုတ်ပံတဲ့အောင်အားဆက်ရမယ်ပေါ့ဟုတ်လားအဲ့လိုဖြစ်စေအခိုက်အတန့်လေးတွေနော်ပြစ္ဆုတ်ပံကိုအယံမိအောင်ဖမ်းနိုင်ဖို့ကြိုးပမ်းအထောက်ရမယ်ပေါ့ပြစ္ဆုတ်ပံကိုလိုက်ပြီးတော့အမိဖမ်းရမယ်ပြစ္ဆုတ်ပံလေးတိုင်းကိုတိနေရမယ်လို့ဆိုလိုတာနော်တတ်နိုင်တယ်ပြစ္ဆုတ်ပံတဲ့အောင်ကြိုးစားပြစ္ဆုတ်ပံဆိုတာအလွန်မှတူတောင်းတဲ့အခိုက်အတန့်လေးပဲတကယ်တမ်းကပြောပြလို့မရလောက်အောင်တူတောင်းတဲ့အခိုက်အတန့်လေးပဲဟုတ်လားအဲ့ဒါလေးတွေကိုအရှင်တို့ဘာလုပ်ရမှာတော့သိအောင်ကြိုးစားရမယ်သိပြီးမရှိတော့ဘူးเนาะအဲ့ဒီဥစ္စာနောက်ထပ်တစ်မျိုးဖြစ်နေပြီဆက်သိသွားရမယ်ဟုတ်လားအဲ့ဒါဘာလုပ်တယ်ခေါ်တော့တတိပဋ္ဌာန်ဘာဝနာပွားများလဲခေါ်တာအဲ့လိုတတိသာဒလဇက်ဖြစ်နေအောင်ကြိုးပမ်းအားထုတ်မယ်ဆိုလို့ရှိရင်ဒါပုဂ္ဂိုလ်တ attva သဘောမဟုတ်ပါလားတက်သဘာဝတရားတွေသူ့အတူအကြောင်းကျိုးဆက်ပြီးတော့ဖြစ်ပေါ်နေတာပါလားဆိုတာကို तू အမြင်မရှင်းပေဘူးလားမြင်ရှင်းမယ်နော်တတိထားတဲ့နီးဖြင့်သာလျင်ဒီအမြင်ရှင်းလင်းမှုဉာဏ်ပညာကိုရနိုင်တာဟုတ်လားသဘောတရားပိုင်းဆိုင်ရာအရတော့ပြောသွားတာပဲဟုတ်လားခန္ဓာ၅ပါးမှာပုဂ္ဂိုလ်တ attva မရှိဘူးခန္ဓာ၅ပါးသဘာဝတရားတက်များဖြစ်နေတာလို့ပြောသွားတာပဲဟုတ်လားသို့တော့တတိကင်းပြီးတော့နေမယ်ဆိုရင်အဲ့ဒီအမှန်တရားကိုသိနိုင်မလားမသိနိုင်ဘူးเนาะဒါကြောင့်တရားနာပြီးတော့ဒီသဘောတဘာဝအမှန်တွေကိုသိဖို့လိုသလိုလက်တွေ့သတိထားပြီးတော့လည်းပဲကိုယ့်ရဲ့ကိုယ်ပိုင်ဉာဏ်နဲ့သိဖို့ကမလိုဘူးလားကြားလို့သိတဲ့အဆင့်တွေးလို့သိတဲ့အဆင့်မြမကပဲနဲ့လက်တွေ့ပွားများအထုတ်ပြီးတော့သိတဲ့အဆင့်ထိရောက်အောင်အဆင့်ကိုမြင့်တင်ကြဖို့ပြောပြတာတုတ္တမယဉာဏ်စိန္ဒမယဉာဏ်ဘာဝနာမယဉာဏ်တိတိသွားမှာဟုတ်လားဒါကြောင့်ပေးတဲ့ပေါင်းတော်ပေါင်းတို့ရှင်သာရိပုတ္တရာရှင်းပြတာလေးကိုစိတ်ထဲမှာစွဲနေအောင်မှတ်ရမယ်နော်တဘာဝတရားကိုပုဂ္ဂိုလ်တ attva လို့ထင်တဲ့ပုဂ္ဂိုလ်ဟာလူလဲနာတယ်စိတ်လဲနာတယ်တဘာဝတရားကိုတဘာဝတရားပဲလို့သိတယ်ပုဂ္ဂိုလ်တ attva လို့ထင်မှမှားမှုမပါဘူးအဲ့ဒါဆိုရင်လူနာတော့လည်းပဲစိတ်မနာအောင်နေတဲ့လူတဲ့ဟုတ်လားအဲ့ဒါလိုလက်တွေ့ကြနေမယ်ဆိုရင်ဘယ်လိုနေရမှာတော့တတိပဋ္ဌာန်ဘာဝနာကိုပွားများပြီးတော့နေကြရမှာဟုတ်ရဲ့လားအဲ့ဒါကနာကုလပိဋကတကကြီးကိုရှင်သာရိပုတ္တရာရဲ့ရှင်းလင်းပြောပြခြင်းပေါ့နော်